ယူရလို့ကြတော့စวัสดีตอนเช้าမြန်မာလို့ကြတော့မင်္ဂလာနဲ့ခင်းပါရှင်ဆိုတော့ကျမဘာသာစကားမပြီးဘူးဆိုတာကျမဘာလဲဆိုတော့လေကိုမသိတော့ဘူးဘာသာတွေဟို foundation ပေါ့နော်ကောင်းမိခင်ဘာသာစကားတော့မှ foundation ကောင်းမရခဲ့ဘူးပေါ့နော်အဲဆိုတော့ဘာသာစကားကိုမြတ်တတ်တယ်ဒါပေမဲ့နားမလဲတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါမို့လို့ဆရာတော်ကအမြဲတမ်းပြောတယ်ဆရာမတက်သိခံမယ်ဆရာမလုံနဲ့ကျမကရင်လို့မရဘူးပေါ့နော်မရဘူးဆရာမလုံဘူး page မှာအမြဲတမ်းညင်းတယ်ဒီနေ့မနေ့လည်းလာခံနေအမျိုးသားပြနေဟုတ်လားနေဆရာတော်ဖုန်းမဆက်ဘူးလေဒါငါမသွားဘူးအဲ့ဆိုတော့တကယ်တော့ဖျားသခင်ရဲ့ကျေးဇူးတော်ပါပဲကျမတို့အသက်ရှင်တာဖျားပေးတဲ့အသက်နဲ့ပဲအသက်ရှင်လို့ရတာပါဖျားရဲ့အကြောင်းကိုတက်သိခံမယ်ဆိုရင်ဖျားကနေ့တိုင်းဒီသူ့ရဲ့ကျေးဇူးတော်ထဲမှာကျမတို့ကလုံလောက်ရုံမကဘူးပိုရှမ်းနေပါတယ်နေ့တိုင်းအသက်ရှင်ခွင့်ပေးတိုင်းမှာဖျားသခင်ကကျမတို့ကိုနေ့တိုင်းစကားပြောတယ်နေ့တိုင်းတက်သိခံစရာတွေရှိတယ်ဆရာတော်မနေ့ကခဏပြောတက်သိခံရမှာဆိုကျမတို့တညလုံးစဉ်းစားတဲ့အခါမှာတက်သိခံစရာလေးအများကြီးပဲဒါပေမဲ့ကျမနှုတ်ကပတ်တော်ထဲမှာပြောထားတဲ့3ပိုက်ကိုကျမရွေးထားတယ်အဲ့ထဲကမှကျမရဲ့ဘဝအခုဆိုနှစ်အသက်50ကျော်လာပြီအဲ့ထဲမှာဖျားရဲ့ဂတိတော်ဖျားရဲ့စကားနဲ့ကျမတို့ရက်တည်တဲ့အခါမှာအမြဲတမ်းရှင်းလင်းတယ်အမြဲတမ်းကြောက်ရွံ့စိတ်တွေမရှိဘူးအမြဲတမ်းဖျားသခင်ကခွန်အားပေးတယ်ပေါ့နော်အဲ့ဒီ3ပိုက်လေးကိုကျမဖတ်ပြချင်တယ်မဿဲအခန်းကြီး24:35ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်မဿဲအခန်းကြီး24:35ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ဖျားရဲ့ဂတိတော်ဖြစ်တယ်အဲဆိုတော့ကျမတို့ဖျားရဲ့စကားကိုတော့ကျမတို့အကျွင့်မဲ့ယုံရမှာပဲဖြစ်တယ်ဟေပြဲအခန်းကြီး14:12မှာပြောတယ်ဟေပြဲဩဝါဒစာအခန်းကြီး14:12မှာပြောတယ်ဘုရားသခင်နှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကိုးနှင့်ပြုပြင်ခြင်းတန်လက်တကာတို့နဲ့ထက်တည်ဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နှင့်ခြင်းစီကို၎င်းပိုင်းခြားရေးထုတ်ချင်းခွင့်တတ်၏တဲ့စိတ်နှလုံးအကြံစီကိုလည်းသိမြင်တော်မူ၏တဲ့ဆိုတော့ဖျားရှင်မှာကျမတို့ဖုံးကွယ်စီရတခုမှမရှိဘူးကျမတို့စပင်မွေးရနေခြေပွားအထိအကောင်လုံးဖန်ဆင်းတဲ့ဖျားသခင်ကသိပြီးသားဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အသက်တာမှာဖျားရဲ့နှုတ်ကပတ်တော်နဲ့ပဲချိန်ထိုးပြီးတော့ဒီလောကကြီးမှာသွားလို့ပဲဖြစ်တယ်ဘလို့မှမိမိရဲ့အစွမ်းစားမိမိရဲ့အကြံစီမိမိရဲ့ပညာတွေကတကယ်တော့ဖျားရဲ့ရှင်မှာအမြဲတမ်းနောက်ကျနေခဲ့တာတွေပဲကျမတို့ရဲ့အသက်တာမှာယုံကြည်သူကတော့နှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့ဖြစ်တယ်။နောက်ကျေးဇူးတော်ကြောင့်ပေါ့နော်။အေဖက်နှစ်8မှာပြောတယ်။ယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်၏။ကိုယ်လိုလျောက်ရောက်သည်မဟုတ်။ဖယားသခင်တနာတော်မူရာဖြစ်၏တဲ့။ကယ်တင်ခြင်းကိုကျမတို့ကငါကတော့ကယ်တင်ခြင်းရပြီးဝါကြွားနေစရာမဟုတ်ဘူး။ကျမငယ်လေးထဲကအဖေကအစိုးရဝန်ထမ်းဖြစ်တယ်။ကျမရှမ်းပြည်တောင်ပိုင်းမှာ73နှစ်ထိနေဘူးတဲ့။ကျမ6နှစ်လေးမှာချင်းအိမ်ဘေးမှာချင်းမိသားစုရှိတယ်ဖះเจ้าခေါ်သွားတော့လိုက်သွားတယ်အဲ့ဒါပထမဆုံးပဲဘဝမှာတကြားလုံးလေးပေးတယ်ဖះเจ้าရောက်တော့ပြီးတော့ကျမကိုအဲ့တော့ဂျာနယ်လေးတွေဟိုစာရွက်လေးတစ်ရွက်ပေးလိုက်တယ်အဲ့ဒါလေးကိုဘာမှတော့မသိဘူးပျော်တယ်ဗောနော်မုတ်စားပြီးတော့ပြန်လာတယ်အဲ့ဒီမှာကျမဒါကခရိယန်ဖះเจ้าလိုက်သွားတယ်ဆိုပြီးတော့ပထမသိခဲ့တယ်ဒါပေမဲ့ကျမ9တန်း10တန်းကျတော့ကျမကြောက်ကြီးဘက်ကိုပြန်ရောက်လာတယ်အဲ့ဒီမှာကျမဗာတိလဲဆိုကျမ10တန်းစာမွေးပွဲကိုကြောက်ကြီးမှာသွားဖြည့်ရတယ်အဲ့ဒီမှာကျမကိုဆရာမတွေဆရာတွေဆူတောင်းပေးတယ်သူတို့ကခရိယန်တွေဖြစ်တော့သူတို့ကရင်စကားတော့အများကြီးနားမလို့ဒါပေမဲ့ကျမနာမည်သူဆူတောင်းပေးတယ်မနှွေးအေးဘာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမနာမည်ကိုခေါ်တိုင်းသူကျမကိုဆူတောင်းပေးတယ်ဆိုတော့ခရိယန်တွေကျမကိုဆူတောင်းပေးသားပဲဆိုတော့ကျမမှခရိယန်နှစ်ခါသိတာပေါ့နော်ဆိုအဲ့ဒီမှာကျမစိတ်ထဲမှာရောက်လာတယ်အဲ့နဲ့ကျမနိုင်ငံခြားရောက်သွားတဲ့အခါမှာကျမအေဝံဂေလိသတင်းကောင်းကိုကျမဒီကိုရီးယားဆရာကြီးတွေကနေပြီးတော့အဲ့ဒီအချိန်မှာအသက်အရွယ်တစ်ခုကလည်း20လောက်ရှိလာပြီဆိုတော့နည်းနည်းလေးစဉ်းစားလို့တော့ရလာပြီဒါပေမဲ့အဲ့ဒီမှာဆရာဒိုင်းမွန်တို့နဲ့စတွေ့တယ်အေဝံဂေလိကသူတို့တစ်ခါလေးမောင်းအောင်ထုတ်ရတယ်ကျမနိုင်ငံခြားမှာပတ်စံသွားရှာတာလေသူတို့ကလည်းအားတိုင်းဖယားเจ้าမဲလာပြောတယ်ကျမပြမလာပါနဲ့ဒါပေမဲ့ကျမတို့အရန်ကောင်းပါတယ်ကျမတစ်နှစ်ခွဲ2နှစ်အထိကျမရှိအေဝံဂေလိအမြဲလာတယ်အပဝင်းချင်းနေလာတယ်ဒါပေမဲ့လောက်ပါများတဲ့အခါမှာဖျားကောင်းမြတ်เจ้าတွေကိုကျမအမြဲတမ်းဖျားเจ้าလိုက်သွားတဲ့အခါမှာဒီတသိခံခြင်းတွေအဖြစ်ကျမပြောင်းလဲလာတာတသိ
ခံခြင်းတွေအပြင်ကျမအနေဖျားသခင်မိမိရဲ့ကဲတင်ပိုင်ရှင်ဖြစ်လက်ခံခဲ့တယ်လက်ခံခဲ့တဲ့အခါမှာကျမပထမအဆုံးနှစ်ချင်းခံတဲ့နေ့မှာကျမကိုစမ်းစာအုပ်လေးပေးတယ်ဒါပေမဲ့ကျမယုံကြည်သူတွေကိုသိတာကြားပြီလေတစ်နှစ်ခွဲနှစ်နှစ်အဲဆိုတော့ဘာဖြစ်လဲဆိုတော့ international ဖြစ်တဲ့အတွက်ကျမဘန်ကောက်ဂရနီမြန်မာနှစ်ချင်းအသင်းတော်မှာနှစ်ချင်းခံတယ်ဆိုတော့အကုန်လုံးကြည့်တဲ့အခါမှာအဲ့ဒီမှာတော့ကျမတို့လူအမျိုးမျိုးရှိတယ်ပညာရှိတွေရှိတယ်ပညာမရှိအမျိုးမျိုးလာပေမဲ့ဘုရားသခင်ရှင်မှာတစိတ်တဝမ်းနဲ့ပဲတွေ့ရတယ်ဒါပေမဲ့ကျမကြည့်တယ်ဒီစမ်းစာအုပ်ပဲသူကင်တာပဲလေသူလည်းဒီကျန်းစာပဲဖတ်တာပဲဘာဖြစ်လို့ဒီလိုမျိုးပေါ့နော်ကျွန်တော်နိုင်ငံသားမှဆိုရင်တော့အဲ့ဒီမှာလာစာအကောင်ဆုံးကတော့တကယ်နိုင်ငံသားတွေနဲ့အလုပ်လုပ်တဲ့ဟာပေါ့နော်အဲ့ဒီမှာကျင်လေခရစ်ယာန်တွေကအများဆုံးပဲအင်္ဂလိပ်တွေဘေးမှာလေကျွန်တော်အမြဲဆုတောင်းတယ်ဒါပေမဲ့ဘုရားသခင်ကအဖြစ်ပေးတဲ့နိုင်ငံသားတွေနဲ့အလုပ်လုပ်ခွင့်ပေးတယ်ပေါ့နော်အဲ့ဆိုကျေးဇူးတော်ကိုချီးမွမ်းတယ်အဲ့ဒီမှာမှကျွန်မဘာနဲ့မှမနိုင်ဘူးအမြဲတမ်းကျွန်မရဲ့နှုတ်ကပတ်တော်ကိုနှလုံးသားထဲမှာအမြဲတမ်းပဲအမြဲတမ်းနှုတ်ကပတ်တော်ကိုတိုးထားတာပေါ့နော်ကျမတို့ဒီဘာပဲဖြစ်ဖြစ်တွေ့ကြုံတဲ့အရာတိုင်းမှာကျေးဇူးတော်ကိုချီးမွမ်းနိုင်တယ်တွေ့ကြုံတဲ့အရာတိုင်းမှာကျေးဇူးတော်ဘုရားရဲ့ကျေးဇူးတော်ပဲလို့ပြောတဲ့အခါမှာအမြဲတမ်းညင်သက်ခြင်းနေရတယ်ဝမ်းမြောက်ခြင်းနေရတယ်အဲ့နဲ့ကျမဘာသိလဲဆိုတော့နိုင်ငံသားအသင်းတော်တွေမှာကက်တင်ခြင်းရှိတယ်ခါခွေခရိယန်တတရှိတယ်ဂငယ်ဂိုင်းကနာကျမဘာမှမသိခဲ့ဘူးဘုရားသခင်ကိုယုံကြည်လက်ခံရင်ကက်တင်ခြင်းရောက်တယ်ပြီးရင်တည်င်းကောင်းကိုလူများကိုပြောရမယ်ကျမကက်တင်ခြင်းတည်င်းပဲကက်တင်ခြင်းတရားကိုပဲကျမပိုင်နိုင်မော့နော်အဲ့တခုပဲကျမသိတယ်ပေါ့အဲ့နဲ့ကျမယုံကြည်သူဖြစ်တယ်ကျမဧဝံဂေလိပြောမယ်ကက်တင်ခြင်းပြောမယ်ဆိုကျမပြန်စဉ်းစားတယ်ကျမ်းစာကြောင့်ပြန်တက်ဖို့မဖြစ်တော့ဘူးအိမ်ကိုလည်းပတ်စံပို့ရမှာအဲ့ဆိုတော့ဝေစာလေးတွေနဲ့ပဲပေါ့နော်ဘာသာစကားမျိုးစုံနဲ့အားတဲ့နေ့တွေမှာဝေစာလေးတွေလိုက်ပေးတယ်အဲ့နဲ့ကျမစဉ်းစားမိတယ်ဒါပေမဲ့ဗမာပြည်ပြန်ရင်တော့လှုပ်လို့ရတယ်လေဖျားသခင်ရဲ့ဖန်ဆင်းတဲ့လူတွေကိုဖျားချီတော်ရင်ကိုပို့ရမှာကျမတောင်းဝင်ပဲဘာဖြစ်လဲကျမကဖျားသမီးဖြစ်နေပြီဖျားသမီးမဖြစ်ရင်လေအရန်အပူများတယ်နော်တောကတွေဒုက္ခတွေအခက်ခဲတွေဖျားသခင်ကိုတကယ်ယုံကြည်လက်ခံမှာတာသမီးဖြစ်တာတာသမီးဖြစ်မှဖခင်ရဲ့အရေးအောက်မှာလုံခြုံခွင့်ရတာကျွန်မဆုတောင်းနေဖခင်သခင်ကျွန်မကတော့ကျမ်းစာကြောင့်တက်ဖို့လည်းမဖြစ်နိုင်တော့ဘူးဒါပေမဲ့ဖခင်သခင်ကဖခင်ဖြစ်တယ်ဖခင်သခင်ကကယ်တင်ရှင်ဖြစ်တယ်ဖခင်မတတ်နိုင်တဲ့အရာဘာမှမရှိဖခင်တင့်ကိုဖန်ဆင်းနေဆိုတဲ့အကြောင်းကိုကျွန်မကလေးလေးတွေနဲ့ပဲကျွန်မပြောမယ်ဆိုပြီးတော့ကျွန်မအဲ့ဒီမှာပဲနှစ်ချင်းခံပြီးတဲ့အခါမှာကျွန်မတန်တိတ်တန်ချတယ်အဲ့ဒီရစပြီးကျွန်မစုဆောင်ဆရာရှိရစာအုပ်တွေစုဆောင်နေတက်ဆရာရှိတဲ့တင်တန်းတွေကိုကျွန်မအလုပ်တွေကိုစူးစမ်းပြီးတော့တင်တန်းကလေးအတွက်တက်တယ်ပေါ့နော်အဲ့ကနေပြီးတော့ကျွန်မတို့ဗမာပြည်ပြန်လာတဲ့အခါမှာမူကြိုလေးနဲ့ကလေးသာသနာပြုဖြစ်တယ်အဲ့ဒါတည်းမဟုတ်ဘူးဒီကက်တင်ချင်းကဖယားကိုတကယ်ရပြီဆိုရင်လေကိုတော့အကြောင်းမပြောဘဲနဲ့တနေ့တာအလုပ်လုံးဝမပြီးဘူးဘလောက်ပဲတင်အောင်မြင်နေပါစေတင်ဘလောက်ပဲအဆင်ပြေနေပါစေကိုတော့ရဲ့ရှေ့မှာအမှုမပြီးဘူးဝမ်းမမြောက်ဘူးစားလိုက်တောက်လိုက်အိတ်လိုက်အလုပ်လုပ်လိုက်ဒါပေမဲ့ကျမတို့အားတိုင်းဧဝံဂေလိသွားတယ်ဖယားသခင်ရဲ့အကြောင်းကိုပြောတယ်အဲဆိုတော့အဲ့ဒီမှာကျမတနေ့မှာလွန်ခဲ့တဲ့15နှစ်ကပေါ့ဆရာဆိုးကကျမတို့ဒီဘန်ကောက်အသင်းတော်ရောက်လာတဲ့ခါမှာဆရာဆိုးကစကားလက်တက်တယ်လေသူတက်သိခံတယ်တိလာတဲ့ကြောက်ကြီးရကရင်ဆရာလေးကွာတော်တော်ဆိုးတာတဲ့ဆိုကျွန်တော်ကတော့စိတ်ဝင်စားတယ်လေနော်ငါလည်းကြောက်ကြီးနေရပဲဆိုတော့တော်တော်ဆိုးတဲ့ကရင်ကွာတဲ့နေစဉ်းစားကြည့်တဲ့သူကတော့အရန်စကားပြောကြွယ်တယ်အဲ့နဲ့ဟိုတဲ့ထောင်ထဲမှာလေတဲ့ထောင်ထဲမထွက်ချင်လို့တဲ့မခရမြည်ရင်မြက်ခွက်နဲ့တဲ့ဆရာဆိုတော့စကားပြောရင်သိတဲ့အတိုင်းပဲပြီးတော့နေစဉ်းစားကြတယ်အဲ့ထောင်ထဲမှာငပိတုံးတီလို့လေတဲ့အဲ့ရှာနေရရတာတဲ့အဲ့ကရင်တော်တော်ဆိုးတဲ့ကရင်ပဲတဲ့ကျွန်တော်အရန်စိတ်ဝင်စားတယ်သူနဲ့မြင်လည်းမပြောအခုတည်းနေတို့လူငယ်တွေလည်းတဲ့ဧဝံဂေလိမပြောထောင်ထဲကျမှပြောမှလာတဲ့အဲ့ဆရာကတဲ့ထောင်ထဲမှာပြောတော့အခုမထွက်ချင်တော့ဘူးလေတဲ့သူမထားခဲ့ချင်ပေါ့နော်သူ့ရဲ့တိုးလေးတွေသူ့ရဲ့ယုံကြည်သူမောင်နှမတွေကိုသူမထွက်ချင်တော့ဘူးထောင်ထဲမှာကျွန်တော်လည်းအရန်နောင်တရတခါလေအရန်ဧဝံဂေလိမှာပြင်းတဲ့အခါမှာအိုးဖျားသခင်ကျွန်မထောင်ထဲကျမှတော့ဧဝံဂေလိမဟုတ်ဘူးကျွန်မအပြင်မှာပဲဟောမှာနော်ဆိုအဲ့ဒီမှာပြန်ပြီးတော့အားရရှိတယ်ဒါပေမဲ့အဲ့ဒီရဲ့ဆရာကသူကပြောနေအဲ့ဒီကရင်ဆရာကတော်တော်ဆိုးတဲ့ကရင်ပဲကြောက်ကြည်သားဟာတကယ်လို့ငပိရက်ပြီးတော့ထောင်ထဲမှာနေတာမထွက်ချင်ဘူးဆိုတော့အဲ့မှာအရန်သူမျက်ရည်တွေကြာလာတော့ဝိညာဉ်မှာကျွန်မဝင်တာစိတ်ပေါ့နော်အဖျားသခင်ကျွန်မဒီဆရာတော့တွေ့အောင်ပြန်ရှာမယ်ကြောက်ကြီးမှဆိုတော့ဘယ်လိုဖြစ်စုံစမ်းလို့ရမှာပဲသူကနာမည်မပြောအဲ့နဲ့ကျေးဇူးတော်ကြောင့်ပဲကျွန်မဗမာပြည်ပြန်လာတဲ့အခါမှာ
ဆရာကိုတွေးခဲ့တယ်သူလည်းထောင်ထွက်တာမကြသေးဘူးအဲ့နဲ့ဆရာကိုတွေးတဲ့အခါမှာဆရာဆိုင်းရွှေဖြစ်နေတယ်ဆရာဆိုင်းရွှေဖြစ်နေတော့ဆရာအကြောင်းကိုကျွန်မဘန်ကောက်မှာတည်းကကြားဘူးတယ်ဆိုတော့သူနဲ့စကားတွေပြောတဲ့အခါမှာအခုလဲသူကကလေးသာသနာလုပ်ငန်းတွေမြောက်များစွာသောကလေးတွေကိုပြုစုပြောထောင်တာတွေ့ရတယ်မြန်မာမစ်ရှင်တွေလည်းလှုပ်ဆောင်နေတာတွေ့ရတယ်ပေါ့နော်ဖျားပေးတဲ့အသက်ကဖျားရဲ့အလုပ်လုပ်ဖို့ပဲဖျားကအယုတ်အတောင်ဝင်ယူတယ်ဆိုတာတက်တည်ရတယ်ပေါ့နော်အဲ့ဒီတစ်ခုရတယ်နောက်တစ်ခုကကျွန်မအိမ်မှာဆိုရင်ဒီအမျိုးသားကျန်းစာတင်တယ်ကျန်းစာတင်တဲ့အခါမှာတစ်ခါတလေကျမတို့အရင်နှစ်တည်းဆိုကျန်းစာတင်မယုံကြည်သူတွေလာနားထောင်ကျမကလေကျန်းစာကိုလေကျန်းစာကိုပို့လည်းမပြောနဲ့လို့လည်းမပြောနဲ့ကျမအငြင်းနားထောင်တဲ့လူအဲကျန်းစာကတကယ်ပဲတက်ရောက်မှလေကျန်းစာရဲ့တကူးစားကျန်းစာပြောလေဖရာသခင်ရဲ့နှုတ်ကပတ်တော်ကအသက်ရှင်တဲ့တကိုးနဲ့ပြုပြင်တဲ့တန်လက်နဲ့ထက်တယ်ဆိုတော့ကျမလေအမျိုးသားလေလေးလာနေသူတွေကိုလေဒါမြဖယားရှိရင်ပါရှိလေယေရှုကိုလက်ခံရင်ကယ်တင်ခြင်းရတယ်ယေရှုကိုလက်ခံထာဝရအသက်ရတယ်ယေရှုကိုလက်ခံအကုန်ရတယ်ခဏခဏပြောခိုင်းတယ်သူပြန်တော့ကျွန်မစိတ်ထဲမှာတိတ်မကျင်တော့အဲ့နဲ့အမျိုးသားပြောဘာဖြစ်လို့သူများခဏခဏဒီလိုမျိုးရွတ်ခိုင်းတာလဲပေါ့ယေရှုကိုပြည့်ရှင်အလုံးစုံပြည့်စုံတယ်ဒါပေမဲ့ကျွန်မအားနာလာတာလေဒါလည်းယေရှုရှင်အလုံးစုံရှိတယ်ဆိုအဲ့နဲ့အဲ့လိုပဲဒါပေမဲ့အမြဲတမ်းတင်တော့လေတကယ်ပဲယေရှုကပဲအရေးကြီးတယ်လို့သိတဲ့အခါမှာတနေ့မှာ73မိနစ်မှာတိုက်ပွဲဖြစ်တယ်ဆိုတော့ तू ရောက်ချလာအောင်ဆရာကြီးကျွန်မအဲ့လိုလူ20လောက်ရောက်လာတယ်ကျွန်မရှိမှဆန်လဲနှုတ်စီဘူး2ဘူးပဲရှယ်ဆိုကျွန်မပြောပြီးယေရှုရှိရလေအဲ့ဒီမှာယေရှုရှိတယ်လေယေရှုရှင်အရာခတ်တိုင်းတတ်နိုင်တယ်ဆိုအဲ့ဒီမှာကျွန်တော်တို့ဆူတောင်းနဲ့ထိုင်ပြီးတော့ဘုရားသခင်ကိုရောကိုမြေဆန်းနေတဲ့သမီးယနေ့ကိုရောရဲ့ကြီးစွာအလုံးလုံးမဲ့အတွက်ယေရှုတင်တယ်လို့သာဆုတာတောင်းတာတွေ့မှာလူကအယောက်20ရောက်နေတယ်တန်တောင်ကြီးဘက်ကဆန်လည်းနှုတ်စီဘူး2ဘူးပဲရှယ်ကျွန်တော်အုံနောက်လေးနဲ့တော့နည်းနည်းစဉ်းစားမိတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဆုတောင်းရမယ်ဘုရားသခင်တတ်နိုင်တယ်ဆိုတာကိုကျွန်တော်ဆုတောင်းပြီးတော့နေတဲ့အခါမှာအဲ့နဲ့နှုတ်ကပတ်တော်အရန်မပြောနဲ့နော်အပနှုတ်ကပတ်တော်ကပြောရင်ပြောတဲ့အတိုင်းအသက်ရှင်တယ်ပေါ့အဲ့နဲ့ဆုတောင်းတော့အဲ့ဒီတနေ့ကုန်လည်းမရပါဘူးနောက်နေ့မနေ့ကျမှအလူရှင်တူကလာဆရာကြီးတဲ့ဆရာဟိုတဲ့အလူငွေလေးလာပို့တာတဲ့အဲ့မှာလာတဲ့အခါမှာသူကလေဆန်လဲအိမ်နဲ့ရတယ်စီလဲရတယ်ငချောက်လဲရချက်ချင်းပြီးတော့ပို့လိုက်တယ်အဲ့နဲ့အဲ့ဒီအတော်ကလည်းနောက်ပိုင်းမှာသူကဖယားရဲ့ဒီတက်တေတွေကိုသူရတဲ့ခါမှာနှစ်ချင်းခံတာတိတ်လေးသွားခံတယ်ကျမတို့မပြောကျွန်တော်မခံနဲ့ဖယားသခင်ကိုရရင်တော့ပြီးနှစ်ချင်းမခံနဲ့အောင်သခင်ယေရှုကကယ်တင်ရှင်ဖြစ်တယ်သခင်ယေရှုကတင့်နဲ့အတူရှယ်ဆိုတော့သူသွားပြီးတော့နှစ်ချင်းခံတယ်အခုဆိုရင်တော့80ကျော်လောက်ရှိပေါ့နော်အဲ့ဒါလေကျမတက်တေရတယ်ဖယားရဲ့နှုတ်ကပတ်တော့နောက်တစ်ခုကျမဖယားရဲ့အလိုရင်ထဲမှာနှိုးဆော်လာရင်မနေနိုင်ဘူးအဲ့ဒီကျမတို့တာမဲလော်ပဲဟိုဘရောက်ကုံဘက်တွေကျမတို့သွားတဲ့အခါမှာဦးလေးနဲ့အတော်ကြီး2ယောက်ရှိတယ်သူတို့လည်း60ကျော်ပဲကျမတို့သွားတိုင်းကျမတို့တနိုင်လေးပေါ့ဆန်စီလေးယူသွားတော့အဲ့မသွားတာလဲကြာပြီအခြေအနေတွေမကောင်းဘူးတဲ့ကျန်းစာဖတ်တိုင်းလဲငါတိုးကိုကျွေးလောငါတိုးကိုကျွေးလောဟိုဒီဘက်ကိုပြောတော့လဲအခြေအနေမကောင်းဘူးဆိုတော့စိတ်ထဲမှာမပြောတော့ဘူးအဲ့နဲ့မသွားဘူးတဲ့မသွားဘူးဆိုတော့ဒီမှာရှောက်ပတ်မယ်ပေါ့အိမ်လှည့်မယ်ဆိုသွားတော့အိမ်တအိမ်မှာကျတော့နားမကြားတဲ့လူတယောက်ကျမတို့ခြံဖွင့်ပြီးအိမ်ထဲအထိဝင်သွားတယ်နားမကြားဘူးအဲဆိုတော့အဲ့ဒီမှာကျမကိုဖျားစကားပြောပြီးနားမကြားဘူးလေတင်နားကြားနေတင်ချီတောက်တွေကောင်းတဲ့အခြေအနေမကောင်းဆိုတင်ရှောင်နေတယ်နောက်တအိမ်ကိုဝင်သွားတော့သူကမျက်နာတော့ပြုံးတာပဲလမ်းမရှောင်နိုင်ဘူးလေဆိုတော့ကျမအရန်နောင်ထားရတယ်သူ့မှာချီတောက်တွေကိုလို့ကောင်းတယ်မကောင်းဘူးလေသူမသွားနိုင်ဘူးကျမအဲ့ဒါနဲ့အမျိုးသားကိုသွားမယ်ဘာပဲဖြစ်ဖြစ်သွားမယ်မနေနိုင်တော့နှုတ်ကပတ်တော်ကနှလုံးသားထဲမှာငါတို့ကျွေးလို့အဲ့ဒါပဲပြောတော့ကျမတို့သွားတဲ့အခါမှာရောက်သွားတယ်စိုက်ကယ်တော့3နာရီလောက်မောင်းရတယ်အဲ့နဲ့ရောက်သွားတဲ့အခါမှာတတိတော့မထားမိဘူးအဲ့ဒီနှုတ်ကပတ်တော်ကနှလုံးသားထဲမှာပါသွားတော့သွားပြီးတော့အဲ့ဒီအိမ်လဲရောက်ကောကျမတို့ထိုင်တဲ့အခါမှာအိမ်ရှင်လဲတယောက်မှမရှိဘူးနိုင်ဝက်လောက်ထိုင်ပြီးတော့ကျမတို့ဖုန်းဆော့နေသေးတယ်မတွေ့တော့ကျမထမင်းဟိုသွားကြည့်တော့မြစ်လေးတွေလည်းပြုတ်ထားတယ်10တောက်တလောက်လေးငပိကြော်ကိုလည်းသူခတ်ထားတယ်အဲ့ဆိုဒီနားပဲသွားတာဖြစ်မှာလို့ဒါပေမဲ့နိုင်ဝက်လောက်ဆိုတော်တော်ကြာပြီလေအဲ့နဲ့ဖုန်းဆက်လိုက်ပါရဲ့လို့အဲ့ဒီပစ္စည်းတွေဒီမှာထားခဲ့တယ်လို့အဲ့ကျမတို့ကနိုင်ဝက်လောက်နေပြီးတော့နားပြီးတော့ဖုန်းဆက်တော့ဆရာကြီးကျွန်တော်တို့ပြေးနေတာ2ရက်ရှိပြီကျွန်တော်တို့ကိုအဲ့နားမှာအချိန်ကြီးလုံးဝမကောင်းဘူးဆိုတော့
အဲ့ဒီကျမလေးခေါင်းကြီးလာအဲ့နဲ့ကျွန်တော်တို့ဘယ်ရွာမှာလာခဲ့ပါဆိုတော့အဲ့အထုပ်လေးယူပြီးအဲ့ရွာသွားမှသူတက်သိခံတခါတလေဖခင်ရဲ့နှုတ်ကပတ်တော်ရှိရင်လေနှလုံးသားထဲမှာဝင်တကယ်တကိုးဖြစ်တာအမျိုးမျိုးကြုံရတယ်ဒီအေဝင်ကလေးတခါတလေစစ်ချောင်းလာပြီးရွာသားတွေကထားပြီးကျမတို့ထွက်ပြေးရောကျမတို့နှစ်ယောက်သွားစရာမရှိတော့ဘူးလမ်းမကြီးပေါ်မှာလာမေးငါရှင်းမယ်ကွာလို့ပြောမယ်ကွာနော်ပြောမယ်ဆိုတာဘာလာလောက်လဲဖခင်လက်ရှိခိုးတယ်အဲ့လိုပဲဟုတ်ဘယ်မှမသွားတော့ဘူးသူများအိမ်နဲ့အကုန်ပြေးကုန်ပြီလေလမ်းမကြီးပေါ်မှာစိုက်ကယ်ကြီးမတက်ကြည့်ရပြီးတော့စောင့်နေတာဒါပေမဲ့ကျေးဇူးတော်ပဲအဲ့နာကြတော့အောက်ကပဲသွားတယ်ပေါ့တင်မင်းရဲ့အရေးလွမ်းမိုးတာတောင်ဖခင်သခင်ရဲ့ကဲတင်မယ်ဆိုဂတိတော်ကကျမတို့အတွက်ဖြစ်တယ်လို့ကျမတို့ကယုံထားတဲ့အခါတိုင်းမှာအမြဲတမ်းဒီအောင်မြင်ခြင်းနေရတယ်ပေါ့နော်အဲ့ဒီမှာလဲဖခင်ရဲ့တက်သေးကိုကျမချီးမွမ်းတယ်ဆိုတော့တက်သေးတွေကပြောမယ်ဆိုရင်တော့အများကြီးဒါပေမဲ့နောက်ဆုံးဒီဖခင်ရဲ့နှုတ်ကပတ်တော်ဆရာဟေတာပြီးခဲ့တဲ့ဒီချစ်သူများနေမတိုင်ခင်တနင်္ဂနွေနေ့ကျမဒီလူငယ်တွေကြိုးစားခြင်းပေါ့နော်ကျမလာတယ်ကရင်လိုတော့အများကြီးနားမလို့ဒါပေမဲ့ဆရာဟေတာပြောတယ်ဖခင်သခင်နဲ့ရှောက်လန်းတဲ့လူကအများနဲ့ update ဖြစ်တယ်တဲ့ဆရာပြောတယ်ခဏမေးတယ်သူလူငယ်တွေကိုလည်းဖခင်သခင်နဲ့ရှောက်လန်းရင်ဘာဖြစ်လဲအများနဲ့ update ဖြစ်တယ်တဲ့ဘာရှင်ဘလောက်နေအများနဲ့ update ဖြစ်တယ်သူခဏမေးနေတယ်အဲ့ဒါလေးစိတ်ထဲမှာတော့အဲ့ဒါကိုနားလဲတယ်တချို့ဆိုကျမတို့ဆိုရင် version နေအိုနေပေါ့နော်50ကျော်ဆို version ဟောင်းနေပေါ့ဒါပေမဲ့ကိုရိုနဲ့သွားတဲ့လူက update ဖြစ်တယ်အများနဲ့ပြောတော့အဲ့ဒါလည်းဖခင်ရဲ့ဆရာရဲ့ဒီနှုတ်ကပတ်တော်ကအသက်ရှင်တဲ့အခါမှာတကယ်ပဲဟိုတန်ရှင်သောဝိညာဉ်တော်ဘုရားအလုပ်လုပ်တဲ့အခါမှာတက်တည်ဖြစ်တယ်ပေါ့ကျမဘာမှမစီမစားအဲ့ချစ်သူများနေကြတော့အမျိုးသားကျမတို့တခါမှလည်းလက်ဆောင်တွေပါလည်းမပေးပါဘူးချစ်သူများနေကြသူတေးချစားအဲ့လေးကိုအထက်လိုက်လေးပြင်ပြီးတော့ရတယ်ချစ်သူများနေတယ်အဲ့နဲ့ဒီဆရာဟေတာရဲ့တရားဟောချက်ပဲလို့အဲ့ဒါတကယ်တော့လူကိုကြည့်960နီးနေဘယ်လိုလဲ update ဖြစ်တော့မလဲဒါပေမဲ့ဖခင်သခင်နဲ့သွားတဲ့လူကအများနဲ့ update ဖြစ်တယ်ဆိုတော့ဆရာဟေတာတော့ကျွန်မပြန်ပြောဖို့ဆရာရဲ့နှုတ်ကပတ်တော်ကတက်တည်ဖြစ်တယ်ဆိုတာစိတ်ထဲမှာပဲရှိတယ်တခါမှမပြောဖြစ်ဘူးဆိုတာဖခင်သခင်နဲ့သွားတဲ့လူကအများနဲ့ update ဖြစ်တယ်တခါတလေတော့ဘာရှင်အဟောင်းကြီးပါဟာဆက်ကြီးမလဲပြီပဲဒါပေမဲ့ဖခင်နဲ့သွားတဲ့လူကဘယ်တော့မှဒီနောက်မကျနေခဲ့ဘူးပေါ့နော်အဲဆိုရဲဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်အဲ့မို့လို့ကျွန်တော်တို့ယုံကြည်သူတွေကဒီကဲတင်ချင်းကြောက်ပဲကျေးဇူးတော်ကြောင့်ရတယ်ပြီးတော့ဒီကျေးဇူးတော်ကဲတင်ချင်းကအလကားရတယ်ဒါကိုကျမတို့ကအလကားရတာကိုယ့်ဘက်ကိုပဲတင်ထားမယ်ဆိုရင်ကျမတို့အတွက်ကတော့ဖျားသခင်စကားမပြောဘူးပေါ့နော်အဲ့မို့ကျမတို့ဒီအလကားရတဲ့ကဲတင်ချင်းကိုဖျားရဲ့အလိုချင်ဆုံးအရာကသူဖန်ဆင်းတဲ့ကသူကအာရနဲ့အေဝါကိုစကားပြောချင်တယ်လို့ကျမတို့နဲ့လည်းစကားပြောချင်တယ်သူဖန်ဆင်းတဲ့သားသမီးတွေနဲ့လည်းစကားပြောချင်တယ်ဒါပေမဲ့ဖျားနဲ့အဆက်ရဖို့ကတင်းမှတောင်းဝင်ရှိတယ်ကျမမှတောင်းဝင်ရှိတယ်အဲ့ဒါမို့လို့ကျမဒီနေ့တက်တဲ့ခံချင်တာကတော့ကျမရဲ့ဒီဟာလွန်ခဲ့တဲ့10နှစ်ကျော်ကအဖြစ်ရဲ့မနေ့တနေ့မှအဖြစ်ရဲ့ကြည့်တဲ့အခါမှာဖျားသခင်ကကျမတို့အတွက်ဘယ်တော့မှနောက်လည်းမကြဘူးရှေ့လည်းမရောက်ဘူးဘာဖြစ်လဲဆိုတော့ဖျားဂတိတော်လာတဲ့အတိုင်းမဿဲ24:35ကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားကတည်မယ်တဲ့ဆိုယုံကြည်သူတွေမှာရှိရမယ့်အရာကတော့နှုတ်ကပတ်တော်တွေပဲဖျားသခင်ရဲ့ကျမတို့ဘာမှအလုံးမရှိလဲနှုတ်ကပတ်တော်တွေကိုနှလုံးသားထဲမှာတိုးထားတဲ့အခါမှာဘယ်ပဲရောက်တကယ်ပဲဒီနှုတ်ကပတ်တော်အားဖြင့်ပဲကျမတို့အသက်တာကဖြက်လက်တယ်ကျမတို့အသက်တာမှာကြောက်ရွံ့ခြင်းနဲ့ကျမတို့အသက်တာမှာစိုးရိမ်ခြင်းတွေကင်းတယ်အဲ့ဒါမို့လို့ဒီကျမခံစားရတဲ့ဖခင်သခင်ကျမပေါ်မှာပြုခဲ့တဲ့ဒီယုံကြည်သူဖခင်ကိုစားပြီးတိထဲကနေဒီနေ့အထိမှာဖခင်သခင်ကျမပေါ်မှာအယမ်းပဲကောင်းမြတ်တယ်ဆိုတာကိုသက်သေခံပါတယ်အရောက်စီတိုင်းကိုဖခင်ရှင်ကောင်းကြီးပေးပါစေ